ဆက်ဆိုင်ခလိုက်ကိုသာယူလိုက်ရင်အခုလိုစိတ်ချမ်းသာနေရမှာမဟုတ်တဲ့ဝမုံရွှေအားလုံးပဲမင်္ဂလာပါရှင်နောက်ဆုံးရဆယ်လီသတင်းတွေကိုစူးစီးဖော်ပြတင်ဆက်ပေးနေတဲ့ကျမရဲ့ page လေးကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ရှင်ပရိသတ်အားလုံးရဲ့အချက်တော်လေးဝမုံရွှေကတော့အခုချိန်မှာသူမအနေနဲ့အိမ်တော်ရေးဘလောက်ချစ်ကန်ကောင်းတယ်ဆိုတဲ့အကြောင်းကိုကျရပရိသတ်တွေကိုဖွင့်ဟလာခဲ့ပြီးဖြစ်ပါတယ်ပြီးကြတဲ့နေ့တွေမှာလည်းဖက်မီတင်လေးတစ်ခုပြုလုပ်ပြီးဘွားကိုအေးအေးချမ်းချမ်းပြတ်တန်းနေတဲ့ဝမုံရွှေကိုပရိသတ်တွေကတနေ့တခြားအချက်တွေတိုးပွားလာနေပြီးဖြစ်ပါတယ်အိမ်တော်ပြုတ်ရဆိုတာကလည်းနှက်ကျေလွန်လာပါတယ်အကောင်းဆုံးနဲ့မြန်မာကြပေမဲ့အဆိုးဆုံးတွေဖြစ်တတ်တယ်လို့အဆိုးဆုံးတွေကနေလည်းအကောင်းတွေဖြစ်လာတတ်တာထုံးစံပါဒါပေမဲ့လေဝမုံရွှေကတော့အကောင်းတွေနဲ့တာပြည့်နေနေပြီးတာယာတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်အခုချိန်မှာဆိုရင်ဝမုံရွှေရဲ့နတ်သမင်းနတ်ခတ်ဆိုတဲ့ series ဇလန်တွေကိုထွန်းလွယ်ပြသနေခြင်းဖြစ်ပါတယ်ပရိသတ်များစုကလည်းဒီဇလန်တွဲကိုအားပေးနေပြီးသူကားထဲမှာဝမုံရွှေရဲ့ငယ်ဘဝပုံစံလေးတွေကိုပြန်လည်မြင်တွေ့ကြရတာဖြစ်ပါတယ်။ဒီဇလန်တွဲကိုကကရဲ့အမျိုးသားဖြစ်သူဟာငွေကုန်ကြေးချခံကရိုက်ကူပေးထားတာဖြစ်တယ်လို့လည်းသိရပါတယ်။သူ့မျိုးသားဟာတူတွတ်အကောင်းဆုံးပံ့ပိုးကူညီပေးနေတာဖြစ်ပါတယ်။အကယ်ဒမီပေးပွဲတုန်းကဆိုရင်လည်းတန်ဖို့အများကြီးကျန်တဲ့လက်ဝဲရတနာတွေကိုဝမုံရွှေအားဆင်များပေးခဲ့ပြီးဒီတဲ့ဟာတရုတ်ပြည်ထီတောင်ကြော်ကြသွားခဲ့ပါတယ်။ဝမုံရွှေအတွက်လည်း content တွေဆရာဖြစ်ခဲ့ရပါတယ်ဟုတ်ပါတယ်ဒီလိုအချိန်မျိုးမှာဝမုံရွှေကယောက်ျားရအရွေးတော်သွားပြီးလူလီအသိမရှိတဲ့ဘဝကိုပိုင်ဆိုင်နေရတာဖြစ်ပါတယ်တကယ်လို့ဒါရေးစားဟောင်းဖြစ်တဲ့စန်ဆိုင်ခလိုက်ကိုသာလက်ထပ်ခဲ့မယ်ဆိုရင်တော့ဒီလောက်ကြီးပြည့်ပြည့်စုံတဲ့ဘဝကိုရမှာမဟုတ်တယ်လို့ဒီလိုပျော်ရွှင်မှုတွေကိုလည်းအများကြီးရယူနိုင်မှာမဟုတ်ပါဘူးအခုတော့ဝမုံရွှေရဲ့အနေနဲ့လူသားရဘဝမျိုးကိုပိုင်ဆိုင်နေရပြီဖြစ်ပါတယ်သူ့မျိုးသားကလည်းသူ့ပေါ်ချစ်တဲ့လွန်တာကြောင့်သူကလည်းပြန်လဲလေးစားပြီးရှေ့ဆက်နေကြတာဖြစ်ပါတယ်။အိမ်မှာအလဲချိန်တွေရှိခဲ့ရင်လည်းစားတော့ခွေရာတွေကိုကိုရချက်ပြုတ်ကျွေးမွေးပြီးသူ့ယောက်ျားဖြစ်သူအဖေကိုဂူဆိုင်ပြီးတယ်လို့သိရပါတယ်။သူ့မျိုးသားဖြစ်သူကိုရှင်ပင်ရတဖဲထားရလို့လည်းဝမုံရွှေကကြွားလုံးချုပ်နေတာဖြစ်ပါတယ်။အခုချိန်ကဝမုံရွှေရဲ့အတွက်စုပ်ရောလက်ရောဝင်းနေချိန်ဖြစ်ပြီးအရရမှအောင်မြင်နေတာဖြစ်ပါတယ်။ဒါရဲ့တခြားတစ်ဖက်မှာတော့ရေးစားဟောင်းဆန်းဆန်းခက်လိုက်ဟာအင်တာဗျူးတွေတော့မပြေပဲနေနေတာကိုတွေ့ရပါတယ်။လက်ရှိအချိန်မှာဘာမှမတက်ဆိုင်တော့ဘူးဆိုတာမှန်ပေမဲ့လေဝုံမုံရွှေအနေနဲ့ဆန်းဆန်းခက်လိုက်ကိုကျော်လွန်ဘောစီတထေချင်းနိုင်ဖြိုးကျော်ကိုရွေးချယ်လက်ထက်လိုက်တာဟာတွေးထွက်အောင်မှန်ကန်တဲ့အမှန်တရားတစ်ခုဖြစ်ပါကြောင်းဖော်ပြတင်ဆက်ပေးလိုက်ရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။နောက်ထပ်ပြီးလေအနုပညာစင်လေးတဲ့အကြောင်းအမျိုးစုံကိုစူးစီးဖော်ပြတင်ဆက်ပေးဦးမှာဖြစ်လို့ကျမတို့ရဲ့ page လေးကို like and follow လေးလုပ်ထားပေးကြပါဦးနော်။ပရိသတ်ကြီးကနာမည်ကျော်စင်လေးတဲ့တွေနဲ့မျက်ခြေမပြတ်တည်ချင်နေဆိုရင်တော့အများဆုံး follow လုပ်ထားပြီးဖို့လိုအပ်ပါလိမ့်မယ်နော်။အဆုံးထိနားဆင်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။ကိုယ်စိတ်နှပြကျမချမ်းသာကြပါစေရှင်။